အားလုံးပဲမင်္ဂလာပါဗျာဒီကတော့ Super Sunday ပေါ့ဗျာနေ့လည်စာလေးပေါ့တနင်္ဂနွေနေ့နေ့လည်စာတော့ဒါတော့အိမ်မှာကြော်တဲ့ကြက်6ကြော်ဗျာကြက်6ကြော်ပါခင်ဗျာဒီနေ့ special ကြက်6ကြော်ဒါတော့စွန်တန်ဟင်းကြီးပါဗျာစွန်တန်ကြောင့်ဟင်းကြီးလေးလောက်တာရှယ်ဟုတ်ဒါတော့ပဲမောင်ရဲ့ပေပြားကြော်လေဗျာပဲမောင်ရဲ့ပေပြားကြော်ဒါတော့မြုပ်ပြီးနဲ့ငပိနဲ့ကြော်နေဗျာမြုပ်ပြီးနဲ့ငပိနဲ့ကြော်ဒါတော့ထမင်းစားပြီးအချူတဲအောင်စိတ်နှလုံးတည်ရပြီးပေါ့ဗျာကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းကြီးတွေကိုလည်းကျေးဇူးတင်ပါတယ်ဗျာကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့မယ်ဗျာအားလုံးအထူးကျေးဇူးတင်ပါတယ်ဒီ special ကိုဝတ်တယ်ဗျာဒီမှာနော်ချက်6ကြော်ဒါအိမ်မှာကြော်တာလေးချက်6ကြော်ဒါစွန်တန်ကြောင့်အရေးတောက်လေးလောက်ထားကြစွန်တန်ဟင်းကြီးပေါ့ရှယ်ပဲရအားလုံးကျေးဇူးထူးတင်ပါတယ်ဗျာ